တွေ့ကန်နှစ်ခုထပ်တူနေချင်းဟာဘာလဲကွာဒီအတိုင်းကြည့်နော်အကုန်တူတူပဲကိုထပ်တူနေချောင်းကတက်တေပြခိုင်းနေသေးတယ်ယူတော့မှာပဲတက်တော့နေရဘာလို့လဲနေပါအောင်ငါမျက်နှာနဲ့ဘာလို့လာတူနေရလဲငါနင်ပဲလေနင့်ညီးတန်ကြလို့အနာကကနေရောက်လာတာငါအိမ်မမြန်မှတ်နေရလားဒါမှမဟုတ်စာမရလို့များခောက်သွားတာလားမသိဘူးဟဲမဟုတ်တာရမစင်းစားနဲ့ဒါရိထားပါနေသေးချာတွက်တာအခက်ခဲဖြစ်နေမှန်းသိလို့ငါအနာကနေလာကူညီရနင်ပြောတော့နေရငါဆိုငါတလောက်တင်ချာညံ့နေတော့နေရဘလို့လောက်ပြီးကူညီမှလဲငါအနာကမှာတင်ချာတော်သွားလားဒါပေါ့အနာကမှာကြောင်းရင်းမှန်သွားတာလေဆီယာမတွေကလည်းရှယ်တင်ချာကြီးရလဲလမ်းဆိုတော့ငါကတင်ချာပါရမီရှင်ဖြစ်သွားတာပေါ့ဟာအဲ့ဒါဆိုငါအခုချက်ချင်းပြောပြဖဲချောင်းလေအချိန်တည်းနင်သိရလိမ့်မယ်အခုရှာမရှိနဲ့ငါအချိန်ကန့်တက်နဲ့လာရတာကဲဘယ်ပုတ်စာလဲမြန်ပြနင်ဒါလေးတော့မရဘူးလားမဖြစ်သေးပါဘူးအခြေခံကလည်းမရှိဘူးအစားကနေပြန်တင်ပေးရတော့မယ်တချို့ကတရန်တူချင်းနဲ့ထက်တူညင်းချင်းကိုမကွဲတော့ဒီနေရာလေးမှာနည်းနည်းလေးအရင်ရှင်းပြခြင်းနဲ့တရန်တူတယ်ဆိုတာ shape တွေကပုံစံတူတူပဲဒါပေမဲ့ကြီးရဟာကကြီးသေးရဟာကသေးနေတော့သူတို့ကိုထပ်ကြည့်လိုက်တဲ့အခါကြီးစင်ငယ်လိုက်ဖြစ်နေတယ်အဲ့တော့တရန်တူချင်းဆိုတာအရွယ်အစားတူချင်းမှတူမယ်ဒါပေမဲ့တရန်ကတော့တူတယ်ထပ်တူညီတယ်ဆိုတာ shape တွေကအရွယ်အစားတူညီပြီးပုံတရံလည်းတူသောအခါကိုဆိုတယ် shape တွေအားလုံးကိုတစ်ခုပေါ်တစ်ခုဓာတ်ရိုက်ထပ်လိုက်တဲ့အခါအပေါ်အလိုမရှိပဲကွက်တိကျတထက်သေးကန့်ညီနေရင်အဲ့ဒီ shape အားလုံးကအရွယ်အစားတူပြီးတရံလည်းတူတော့ထပ်တူညီတယ်လို့ခေါ်တယ်ဒီနှစ်ခုကိုရှင်ကြည့်မယ်ဆိုရင်တရံတူတိုင်းထပ်တူမညီဘူးအကြီးသေးတွေကရှိသေးတယ်ဒါပေမဲ့ထပ်တူညီတိုင်းတော့တရံတူတယ်ထပ်တူညီရဲဆိုမှတော့အရွယ်အစားလေးတူပုံစံလိုက်တူလို့ပေါ့ဒါလို့ဆိုတရံတူချင်းနဲ့ထပ်တူညီချင်းကိုကွဲလောက်မယ်ထင်ပါတယ်နောက်နည်းနည်းဆက်ရအောင်ကြိကနာမည်ခေါ်နေအမှန်ကြိကနာကိုနာမည်ခေါ်တဲ့အခါနီလန်းကြကြမခေါ်ပဲခေါ်ချင်းတယ်လို့ခေါ်နေရင်ပုတ်စာတွက်တဲ့အခါမားကြလိမ့်မယ်ဒီကြိကံကိုကျူရာတွေအရင်ကြည့်မယ် A နဲ့ F နဲ့ကတရောင်တူတယ် B နဲ့ E နဲ့က2000တူတယ် C နဲ့ D နဲ့က3000တူတယ်ဒီလိုတူသောတောင်းတွေကိုခေါ်မှရမယ်ဒါဆိုရင်နာမည်ခေါ်တဲ့အခါတူညီတဲ့တောင်းကနေခေါ်ရမယ်ဥပမာဒီဘက်ကတရောင်ကိုအရင်စခေါ်ရင်ဟိုဘက်ကလည်းတရောင်အရင်စခေါ်ရမယ်ဒီဘက်က2000ဆိုဟိုဘက်ကလည်း2000နဲ့စရမယ်ဒီဘက်က CBA ဆိုဟိုဘက်က DEF ဖြစ်ရမယ်ဒီလိုခေါ်မှသာပုတ်စာထွက်တဲ့အခါမှန်ကန်တဲ့အဖြေထွက်မယ်ကြိကံများထပ်တူညီခြင်းစီးမြင့်များကြိကံနှစ်ခုဟာကြည်ယုံနဲ့ထပ်တူညီတယ်လို့ပြောလို့မရပါဘူးတက်တည်ခိုင်ခိုင်လုံလုံရှိဖို့အတွက်အခုပြောတဲ့စီးမြင့်လေးခုတွေကတစ်ခုခုနဲ့ကန့်ညီနေရပါမယ်SSS ကြိကံနှစ်ခုအနား3နားထပ်တူညီခြင်းပထမကြိကံရဲ့အနား3ဖက်လုံးကဒုတိယကြိကံရဲ့အနား3ဖက်လုံးနဲ့ညီနေမယ်ဆိုရင်အဲ့ဒီကြိကံနှစ်ခုလုံးက SSS စီးမြင့်အရာထပ်တူညီပါတယ်နဲ့ SAS အနားနာဂျားထောက်တူချင်းကြိကံတစ်ခုရဲ့အနားနှစ်ဖက်နဲ့အဲ့ဒီအနားနှစ်ဖက်ရဲ့ဂျားတွေကထောက်တစ်ခုတူရင် SAS စီးမြင့်အရာထပ်တူညီပါတယ်ဂျားတွေကထောက်မဟုတ်ရင်တော့မတူဘူး3 AAS or ASA 2000အပြင်အနားတူချင်းကြိကံနှစ်ခုမှာထောက်နှစ်ခုစီတူနေပြီးအဲ့ဒီထောက်တွေရဲ့ဂျားထဲမှာမဟုတ်တဲ့အပြင်ဘက်ကသက်ဆိုင်ရာအနားတစ်ခုညီနေရင် AAS စီးမြင့်အရာအဲ့ဒီကြိကံနှစ်ခုလုံးကတစ်ခုနဲ့တစ်ခုထပ်တူညီပါတယ်ဒါပေမဲ့သတိထားရမှာက AAS နဲ့ ASA ကမတူပါဘူးတကယ်လို့တင်က ASA စီးမြင့်ကိုသုံးမယ်ဆိုရင်တော့အဲ့ဒီညီတဲ့အနာကထောက်နှစ်ခုရဲ့ဂျားထဲမှာညက်နေတဲ့အနာဖြစ်ဖို့လိုအပ်ပါတယ်နံပါတ်4 RHS ဒေါင်းမှန်3ကန်ထပ်တူမြင့်ခြင်းဒါကတော့ဒေါင်းမှန်3ကန်ရဲ့အတွက်တိတန့်စီမြင့်မှာ R 3ကန်နှစ်ခုလုံးက90 degree ရှိတဲ့ဒေါင်းမှန်3ကန်ဖြစ်ရပါမယ် H အဲ့ဒီ3ကန်ရဲ့အရှိဆုံးအနာဖြစ်တဲ့ဒေါင်းမှန်ခန့်အနာတူရမယ် S ကျန်တဲ့အနာနှစ်ဖက်ထဲကတစ်ဖက်ညီရပါမယ်ဒါဆိုရင် RHS စီမြင့်အရာထပ်တူညီပါတယ်ခေါင်းထဲကအရှုပ်တွေကိုရှင်းသွားတာပဲတော်လိုက်တာဟဲ့ဒါနဲ့ငါအနာကမှာဘယ်ကြောင်တက်နေရလဲအဲ့လောက်သိချင်နေလဲပြောပြမယ်ဟဲ့ New Generation Myanmar Online School ကဲဒါဆိုငါပြန်မယ်အနာကမှာငါ online school တက်နေပြီလားဒါနဲ့နင်အချိန်ရသေးလားရရင်ငါ့ကိုအင်စာရီကိုတွက်ပေးပါအောင်အင်စာရမတွက်ပေးဘူးဟဲ့ဒါပဲရမယ်စာမရလို့ခေါင်းရှုပ်နေအိပ်ပျော်သွားတာအိမ်မက်တွေတောင်မှတ်နေတယ်ဒါနဲ့အိမ်မက်တွေကငါ့ကိုပြောသွားတဲ့အကြောင်းကတကယ်ရှိလားမသိဖြစ်ဖို့လေးပုတ်ကြည့်အောင်မ Oh New Generation Myanmar Online School